တော်ရိုက်ခဲ့ပြီတော်ရိုက်ခဲ့တာကိုကျွန်တော်ရိုက်ခဲ့တာ ဘာဖြစ်လို့လဲခဏအေးဘာဖြစ်လို့တော့ကိုကြီးရဖောက်ခုထုတ်ပဲဟမ်အဲ့ကောင်ငမှုလေမမောင်ထိုးပါရဲ့ဟုတ်တယ်ကိုကျွန်တော်အရက်ဆိုင်ထဲမှာထိုးခဲ့တာခဏနေပါဦးငါတော့မှကျွန်တော်ထိုးခဲ့တယ်ကျွန်တော်ဆူကိုကြီးမင်းကဆူစရာအကြောင်းမရှိဘူးငါမင်းဆူစရာအကြောင်းမရှိဘူးကဲအေးအောင်နင်တို့ငါမင်းမိသားစုအကြောင်းသိရနော်ငါတို့ရရဲမှာဘလောက်အေးချမ်းနေတယ်ဘယ်သူနဲ့မှပြဿနာဖြစ်ဘူးဆိုတော့နင်တို့သိတယ်နော်သိတယ်လေအေးနင်တို့မိဘနဲ့လည်းငေါနဲ့မောင်နှမလူနေတာပါဟဲ့ငါပြောတဲ့ကောင်နားတော့မှာမင်းသူနဲ့ရပြတယ်ဟဲ့လားဒီကောင်ဒီဘာဝါတော့ဗျာကျွန်တော်ထိုးခဲ့တာကိုကြီးမဟုတ်မင်းတို့အဲ့ဒီကမင်းတို့မားနေတာမင်းတို့ပဲငါဆူရမှာနော်မင်းတို့သိရမလားဒီကောင်ဘလို့ကောင်လဲဆိုတော့မင်းတို့သိရမလားသိတာပေါ့ဗျာသူ့ခမကွာအလုံးမရှိအကင်ပြင်းနဲ့ငန်းညမကိုယူပြီးတော့ငန်းညမထမင်းတော့ခိုးစားပြီးတော့ငါတို့အိမ်မှာနေတဲ့ကောင်ကွာမိမထမင်းနဲ့ခိုးစားနေတယ်ကွာအေးအဲ့လိုကောင်နဲ့ရဖြစ်မင်းတို့ဘာဖြစ်သွားမလဲမိမထမင်းနဲ့ခိုးစားရင်မဖြစ်တော့ပါဘူးဗျာအေးအဲ့ဒါမင်းတို့ညံ့တာပေါ့ဒီကောင်လိုကောင်နဲ့ဖြစ်เสียလားဟမ်ပြပြောင်းတော့လေဒါပဲလောက်ပါလေကိုကြီးဟုတ်တယ်ကိုကျွန်တော်လောက်လာကျွန်တော်လောက်လာဟုတ်ကဲ့အဲ့တော့ငါမကြိုက်တာမင်းတို့အဲ့လိုနေအောက်တန်းသားဖြစ်တယ် तू ကအောက်တန်းသားနဲ့မင်းတို့ဖြစ်ရင်ဘာဖြစ်သွားမလဲမင်းတို့အောက်တန်းသားဖြစ်ခံမှာလားမင်းတို့နော်ကဲစင်လည်းမရှိတဲ့ကောင်ကွာသိတယ်ရဲမလားကွာအေးဒီကောင်မှာအလုပ်ကန်ရှိလားရှိဘူးမင်းမရှိလားရှိတာပါဗျာမင်းနဲ့သူနဲ့အစင်တန်းတူလားလမ်းမေးနေလမ်းမေးအတူဒီလိုကောင်မျိုးနဲ့မဖြစ်ရဘူးမင်းတို့ငါရင်ထဲမှာရှိလို့ငါပြောနေတာမင်းတို့ကဒစိမ့်ဆိုနေငါမိသားစုဝင်လို့ပဲနော်အဲ့ကြောင့်မင်းတို့ငါချစ်လို့ကျွန်တော်ပြောခဲ့သေးတာငါမိမရအောင်လို့မရရင်သူ့မောင်ကျွန်တော်ယူမှလို့အဲ့လိုပြောခဲ့တာမင်းတို့အခုပဲငါစုနေတာမင်းတို့မနားမထောင်ဘူးလားနင်လဲကန်ကောင်းလို့ဒီကောင်နဲ့သာရရဲ့ငါညမလို့ဒူးနဲ့မျက်ရည်သုံးနေဟုတ်တယ်မလားလေမယူဒီတော့ကောင်မျိုးကတော့အေးယူစရာလည်းမလို့ဒီလိုအဆင်မရှိတဲ့ကောင်ယူစရာမလို့နော်နင်တို့ငါရင်ထဲမှာရှိလို့စုနေတာမိသားစုသဘောထားပြီမိသားစုဘောတဲ့ကောင်စုစရာအကြောင်းမရှိဘူးလာငါလိုက်ဖို့မလားလာကြောက်မဲအိမ်ထဲမှာနေခဲ့တော့ဒါပါပြောတယ်ဗျာကိုကလေးမျက်နှာထောင်းငါကိုနေနေတော့ဒီကငါတော့အေးပါကွာတောင်းမှမလားလာဘာတွေလွဲနေရလဲမသိဘူးကွာမားတော့မားနေတယ်လွဲနေတယ်ကွာတော့ကရပြောင်းမြန်ကြီးဖြစ်နေတာလားငါအိမ်မက်တွေမတ်နေတာလားလို့စုငယ်နေရောက်ကြတော့ဒီစားတော့စူးလာပြီဘူးလေဘယ်မိသားစုမှာတော်တော်ရှင်းလိုက်ရကိုကြီးရညီမလေးကစူတော့လေကိုကြီးရှိကကာသီးလေးဝင်ပြောတော့သူကရောက်တတ်တာပေါ့နေမဲ့စူးရမှာလေအမတကနေတော့မယူရမှာနော်ငါတားတော့ကနေကမရဘူးအဲ့တော့ယူတယ်ယူတော့နေမဲ့စစ်စင်ရဟုတ်တယ်မလားလောမပြပြလေကိုကြီးရဲ့ဆိုတော့ကိုညီမလေးကိုအဲ့ကောင်နဲ့မညာတယ်ဆိုရင်ကိုကြီးတားမှာပေါ့ကဲတားလို့မရလို့လည်းညားတယ်ခါပေါ့အကိုရဲ့တို့ဆုံးပါဩနည်းတော့အကိုရဟိုဒီကောင်တော့တအားယူလာပဲလို့ကြည့်တော့ဟိုတည်းကတော့ကြည့်ဟိုရောက်ဖဖြစ်တဲ့လူနဲ့ညီဖြစ်တဲ့လူနဲ့ရံဖြစ်တာရောက်ဖဖြစ်တဲ့လူကညီကိုထိုးရတာအကိုကညီမကပါဘူးရောက်ဖဖြစ်တဲ့လူကပါတယ်အကိုခေါင်းမင်းတော့ကြီးတယ်ဗျာကိုကြီးဇောင်းပေးတာမဟုတ်ဘူးလေကွာငါအဲ့လိုလုပ်နေရအဓိပ္ပာယ်ရှိတယ်နော်ငါအဓိပ္ပာယ်နဲ့ငါနော်ပြေးတယ်တော့ကိုကြီးอ่ะကိုရုပ်လာတယ်ငါရဲ့တော့တရားကြီးမဟုတ်ဘူးအားတော့လေဟိုမပြောချင်တဲ့သဘောမျိုးဖြစ်သွားတယ်အာလေးတော့ကွာအေးဘာဖြစ်ဖြစ်မင်းတို့ပဲဆင်ញင်ရမှာတခုဖြစ်လာရင်မင်းတို့ကငါသွေးသားအရင်မင်းတို့ပဲငါစူမှာမင်းတို့ပဲငါဆုံးမှာဆင်ញင်လို့ပဲထိုးတော်ခံပြီးသားကိုကြီးမနိုင်ဘူးပါလေးတာကွာမင်းတို့ပဲငါဆိုင်ရင်နာဖို့ပဲရင်ထဲမှာရှိလို့ငါစူတာလေအကိုရပြောလိုက်အဲ့တိုင်းဘာလဲဩဘာလဲကျွန်တော်အိမ်မဆင်းတော့မှလေကျွန်တော်မမြင်ကြဘူးလားဩဆင်းပါလားဘာလို့ဆင်းပါဟာအခုချိန်ဒီဘာလို့ဆင်းမှာဘာလို့ရိုင်းရောဆိုကျွန်တော်ဒီမှာမနေနိုင်တော့ဘူးကျွန်တော်ဒီမှာမနေနိုင်တော့ဒီမှာကျွန်တော်အထုပ်တွေအပိုးတွေနဲ့ကျွန်တော်စင်းမလို့လုံနေအကုန်မမြင်ဘူးလားမမြင်ဘူးလေငါလမ်းမပဲကြည့်ပြီးစကားပြောနေတာလေနေရောကောင်မမြင်ဘူးလားကျမမကြောက်ဝေးထားလေရှုပ်ကျမဘယ်လိုလုပ်မြင်မှာတော့အခုကျမမမြင်ဘူးသားမင်းကောင်မမြင်ဘူးလားမြင်ပါဘူးမြင်ကြလည်းမလို့မမြင်ဘူးလေမြင်စရာမလိုဘူးလေတော်ပြီရှင်းပါသေးတယ်ဆင်းရမယ်တော်ပြီကျွန်တော်ဘာမှမြတ်တာမရှိတာဟာဒီအိမ်မှာကျွန်တော်မနေနိုင်တော့ဘူးဟာမဟုတ်ဘူးလေတွက်လေအစားစားရမင်းပေါ်မှာငါတို့ဘယ်နှကနှိမ်ခဲ့ဘူးတလေငါတခုဖြစ်တော့သူတို့ပဲငါဆူတယ်မင်းကငါဆူအေးအဲ့ဒါကိုပြောချင်တာအဲ့ဒါကိုပြောချင်အခုညီမနဲ့ကျွန်တော်နဲ့ရန်ပြစ်ဟမ်အခုညီမကိုပဲဆူတယ်ကျွန်တော်ကိုဆူခဲ့သလားမဆူးလေအေးအဲ့ဒါတော့ပြောတာတော့ရှိပါသေးတယ်နင်ငါညီမမို့လို့သွေးသားအရင်မို့လို့သွေးသားရင်မဟုတ်တဲ့ကောင်ငါဆူစရာအကြောင်းမရှိဘူးဆိုတော့ကျွန်တော်ကသွေးသားရင်လို့အခုသဘောမထားနိုင်လို့ကျွန်တော်မဆူတာလေဟုတ်ပြီမင်းကသွေးသားအရင်မဟုတ်ဘူးလေဒီကလေးမင်းကဒစိမ့်မဒါငါညီမလေးငါသွေးသားရင်အေးအဲ့ဒါကိုပဲပြောချင်တာအခုကျွန်တော်သွေးသားရင်မို့လို့အကုန်မဆူမဆူးလေကျွန်တော်အဆူခံနေလို့ကျွန်တော်သူနဲ့ကျွန်တော်နဲ့ဖြစ်တယ်ကျွန်တော်တက်ရမ်းရှာပြီးတော့မြောက်ကောက်ကျွန်တော်ပိတ်ထိုးပလိုက်တယ်အကိုကျွန်တော်ဆူသလားမဆူးလေအေးအဲ့ဒါပဲလေအကိုသူ့ကိုပဲဆူတယ်ဟမ်မင်းကသွေးသားရင်မို့လို့ချစ်လို့ဆူတာတော့ကျွန်တော်မချစ်လို့ပေါ့ဩမင်းကရှင်းစရာမရှိမူးလည်းရှင်းတာပဲမင်းမမူးလည်းရှင်းနေပြီကျွန်တော်ကဆူခံစေခြင်းလို့အဲ့ကောင်ထိုးတာလေဒါကတော့ညီကိုမောင်နှမမို့လို့ထားလိုက်တော့ဇွန်းနာကျွန်တော်အပြေးအောင်ကျွန်တော်တက်အရက်ဆိုင်တော့ရိုက်ခွဲခဲ့တာကွာထိုးခဲ့တာကွာပြီးတော့ကျွန်တော်အိမ်ကိုတက်ပြေးလာတာအကိုကျွန်တော်ကိုဆူသလားဟုတ်ဒီလိုရှိရတော့လေငါညမအောင်ငါမဆူပဲမင်းကိုဆူရင်အော်ဒီအောင်သူ့အိမ်မှာငါနေရလို့
ငါမိမတမင်ကကိုစားနေလို့အလုံးမရှိကမ်းပြီးညနေမွဲမလို့ကြောမွဲမလို့ငါအတုံးမကြလို့ငါအဆူခံရတယ်ဆိုရင်မင်းအားငယ်မှာဆိုအေးငါကြီးနဲ့ဖြစ်တော့လဲဒီလိုပဲလေမင်းသူနဲ့ဖြစ်တဲ့အချိန်မှာမင်းကငါဆူလဲငါအလုံးမရှိကမ်းပြီးမိမတမင်ကကိုစားနေရလို့သူတို့အိမ်မှာကတ်နေရလို့ကြောမွဲမလို့စုပ်ပြတ်တတ်နေလို့ရုပ်ကလကစုပ်ပြတ်တတ်နေလို့အဲ့လိုဆိုအနေခံလို့ဖြစ်မှာဆိုလို့ပတ်ဝန်းကျင်နဲ့ဖြစ်တယ်ပတ်ဝန်းကျင်ကိုငါမဆူပဲမင်းကငါဆူလဲလို့ရှိရင်မင်းနေနေလို့မင်းထင်ပါမယ်ပတ်ဝန်းကျင်ညောင်မင်းပို့ထိန်မယ်မင်းကတကယ်တော့အလုံးမရှိကမ်းပြီးနော်မိမတမင်ကကိုစားနေကျွန်တော်အစုခံစေခြင်းလို့လုပ်နေတာလေအစုခံခြင်းလို့လုပ်နေအခုကျွန်တော်မစုဆိုတော့မချစ်လို့မစုတာ ရှင်အားနိုင်မှာဆိုလို့မဆူတာလေကျမကိုလူမျိုးလေရှင်ရှာ မချစ်လို့မစုတာ ငါဆူပြမယ်ငါဆူတတ်သွားပြီ ကျွန်တော်အစုခံခြင်း ဟေး ပြလိုက်စမ်းပါ ဆူပြ ကျွန်တော်မိသားစု တကယ်တော့မင်းကအလုံးမရှိအကန့်မရှိကောင်ငါညမထမင်းတော့ကိုစားနေတဲ့ကောင်ဟဲ့မင်းဘာအသုံးကြလဲမင်းဘာအလုံးရှိလားဟိုလူနဲ့လည်းအရင်တော့လိုက်မဟုတ်လိုက်ဟဲ့မင်းအဲ့ဒါကောင်းလားဟဲ့မင်းကငါသွေးသားမဟုတ်လို့မဆူတာဘောပေါက်လားမင်းအသုံးကြလားမင်းဘာအလုံးရှိလဲအကန့်ရှိလားတဲ့မူးတယ်တောက်တယ်ရဲကော်မှာပြဿနာတက်တယ်မင်းဘာသုံးကြလဲဟဲ့အဲ့ဒါငါဆူတာအဲ့ဒါငါဆူတာသိချင်တယ်ဗျ အခုစုတာနဲနေလားလို့ နဲနေသေးလား ဟုတ်ကဲ့ နဲနေသေးလားဟမ်မင်းကအလုံးမရှိကံမင်းငါညမထမိန်နာခိုးစားနေတဲ့ကောင်မဟုတ်လားခေတ်တုံးတာအဲ့ဒါငါစုတာကဲကျင်းနေပြီလားကျင်းနေပြီလား အဲ့ဒါလေမစုတော့ကလည်းဒီစကားတွေပဲအခုစုတော့လည်းဒီစကားပဲလေလေးနဲ့လက်ပါလာလေးတော့ပြောင်းသွားတယ်အခုကမသိကျွန်တော်ချိန်သာတိုက်နေတယ်လို့ပဲချိန်သာတိုက်တာတွေရက်လိုက်ပါတော့